စိတ်အခြေခံလိုအပ်ချက်လူတွေရဲ့အကြောင်းလူတွေရဲ့လိုအပ်ချက်နဲ့ပတ်သက်လို့အမျိုးမျိုးပုံဖော်တာတွေရှိတယ်။များသောအားဖြင့်လိုအပ်ချက်တွေကိုအဆင့်လိုက်ခွဲပြီးတော့ pyramid ပုံစံနဲ့ချပြလို့ရှိပါတယ်။အခြေခံလိုအပ်ချက်တွေကိုပဲအရင်စဉ်းစားကြည့်မယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်နဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဆိုပြီးခွဲခြားပြောလို့ရှိကြတယ်။ရေဘူးရအားဖြင့်ဆိုရင်တော့မျောလင့်ချက်ယုံကြည်မှုအတိမတ်ပြုခံခြင်းစိတ်အခွင့်အလမ်းတွေကိုရှာဖွေခြင်းတဲ့စိတ်အခက်အခဲတွေကိုရင်ဆိုင်ရတဲ့စိတ်ဆိုပြီးအခြေခံလိုအပ်ချက်အောက်မှာရှိနေတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတာတစ်ခုချင်းအသေးစိတ်လေ့လာကြည့်အောင်။မျောလင့်ချက် hope လူတစ်ယောက်ဟာမျောလင့်ချက်နဲ့ရှင်သန်တယ်ဆိုတဲ့စကားကိုပြောလို့ရှိတယ်။မျောလင့်ချက်မရှိဘဲနဲ့သူမျောလင့်ထားတာမရှိဘဲနဲ့လူတစ်ယောက်ဟာရှင်သန်ရည်တည်ဖို့ရမျောလင့်ချက်မရှိရင်ဘာဖြစ်မလဲ။သူလက်ရှိနေတဲ့နေရာဆိုကြပါစို့အလောက်ကိုင်ပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်သူသွားနေတဲ့လမ်းကြောင်းဟာမျောလင့်ချက်တွေနဲ့သွားတဲ့အခါမှာသူ့ရဲ့ခြေလမ်းတွေသူ့ရဲ့အပြုအမူအနေထိုင်တွေကတွက်လက်မှုရှိတာကိုသတိထားမိတယ်။ဒုတိယတစ်ချက်ကယုံကြည်မှု trust ကိုကယုံကြည်အားထားတဲ့လူကိုယ့်ကိုယုံကြည်အားထားတဲ့လူရှိတယ်ဆိုရင်ယုံကြည်မှုအပေါ်မှာအခြေခံတဲ့အပြုအမူအနေထိုင်တွေရှိတာကြောင့်သူ့ဘဝမှာနေပြောတာသူ့အလုပ်မှာသူ့ရဲ့မိသားစုတွေကြားမှာယုံကြည်မှုအပြည့်နဲ့နေနိုင်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်တာပိုများလာတယ်။တတိယတစ်ချက်ကအတိမတ်ပြုမှု recognition လုပ်ငန်းဝင်တွေထဲမှာအလုပ်တစ်ခုလုပ်တယ်ဆိုရင်အတိမတ်ပြုတဲ့အပြုအမူကအရေးကြီးပါတယ်။ငွေကြေးတစ်ခုတည်းကအရေးမကြီးဘူး။သူဟာတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်။သူ့ရဲ့လုပ်ကိုင်မှုအကြံဉာဏ်ပါဝင်ပတ်သက်မှုတွေကဒီအဖွဲ့အစည်းမှာဒီမိသားစုမှာအများကြီးထောက်ကူပြုတယ်။သူဟာလူပိုတစ်ယောက်မဟုတ်ဘူး။ဒါတွေကိုသူကဖြစ်ပေါ်စေတဲ့အတွက်ပို့ပြီးတော့နှွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်တယ်ဆိုတဲ့အခါမှာအတိမတ်ပြုခံရဖို့လူတစ်ယောက်ရဲ့အခြေခံစိတ်မှာလိုအပ်မှုရှိရလို့ပြောလို့ပြောတာရှိကြပါတယ်။နောက်တစ်ခုကစိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေကိုရှာဖွေရတဲ့စိတ်လူတစ်ယောက်ရဲ့စိတ်မှာကိုယ့်ကိုယုံကြည်ခံရတယ်။ကိုယ့်ရဲ့တန်ဖိုးကိုအတိမတ်ပြုတယ်မျောလင့်ချက်တွေရှိတယ်ဆိုရင်နောက်တစ်ဆင့်မှာပေါ်လာတဲ့အချက်ကအခွင့်အလမ်းတွေကိုရှာဖွေခြင်းတဲ့စိတ်စိန်ခေါ်မှုတွေကိုရင်ဆိုင်ခြင်းတဲ့စိတ်ရင်ဆိုင်ရတဲ့စိတ်ဖြစ်ပေါ်လာတယ်။ဒီအချက်၄ချက်ဟာလူတစ်ယောက်ရဲ့အခြေခံစိတ်ဖြစ်တဲ့အတွက်အထူးသဖြင့်တော့အကြီးအကဲတွေမိဘတွေကကိုယ့်ရဲ့မျိုးဆက်သက်လူငယ်တွေအထူးသဖြင့်အဖွဲ့ team နဲ့ရှင်တဲ့လူငယ်တွေနဲ့ဆက်ဆံတဲ့အချိန်မှာဒီအချက်၄ချက်ကိုပုံဖော်နိုင်တယ်ဆိုရင်မိသားစုတစ်ခုလုပ်ငန်းအဖွဲ့အစည်းတစ်ခုကထိုက်တဲ့လောက်အောင်မြင်မှုရတဲ့အဖွဲ့ team တစ်ခုအဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုကြပါတယ်